大家好，အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးရဲ့အကြောင်းအရာလေးကတော့ရှောက်လီနဲ့တူမီစူပါမားကတ်ကိုတွားပြီးတော့ဘာပစ္စည်းတွေဝယ်ယူကြလဲတယောက်နဲ့တယောက်ဘလို့အချင်းချင်းကူညီရိုင်းပင်းကြလဲဆိုတာကိုတရုတ်စကားလေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိအတူလိုက်ကြည့်ပေးပါအောင်နော်去买东西，谁为ထွက်ချင်း下午，小丽和妈妈去超市。下午，ညနေပိုင်းမှာ小丽和妈妈去超市ဆိုတော့小丽နဲ့妈妈杜美如去超市 supermarket ကိုသွားကြတယ်超市里的人很多 supermarket ထဲမှာလူတွေအများကြီးပဲ超市 supermarket 里အထဲမှာ的人လူတွေက很多အလွန်ပဲများပြားတယ်也非常热闹အရင်ပဲစီကားတယ်也လည်းပဲ非常အလွန်热闹စီကားတယ်妈妈想买一些水果အမေကတတိအချို့ဝယ်ခြင်းနဲ့妈妈အမေ想ဖြစ်ခြင်းနဲ့လိုခြင်းနဲ့买ဝယ်ခြင်းနဲ့一些အချို့水果တတိချို့ဝယ်ခြင်းနဲ့小丽看见了红色的苹果小丽ကအနီရောင်ပန်းသီးတွေကိုမြင်သွားတယ်小丽看见了面对ခဲ့တယ်红色的အနီရောင်ရှိတဲ့苹果ပန်းသီးတွေကို他问服务员သူကအရောင်းဝန်ထမ်းကိုမေးတယ်他သူ问မေးတယ်服务员အရောင်းဝန်ထမ်း请问苹果多少钱一斤မေးပြရစီပန်းသီးတစ်ပိဿာဘယ်လောက်လဲ请问ကျေးဇူးပြုမေးပြရစီ苹果ပန်းသီး多少钱ဘယ်လောက်လဲ一斤တစ်ပိဿာကို服务员说အရောင်းဝန်ထမ်းကပြောတယ်服务员အရောင်းဝန်ထမ်း说ပြောတယ်5块钱一斤很甜的5元မှာအရန်ချိုပါတယ်5块钱5元一斤တစ်ပိဿာကို很甜的很အလွန်ပဲ甜的ချိုတယ်妈妈买了3斤苹果အမေကပန်းသီး3ပိဿာဝယ်လိုက်တယ်妈妈အမေ买了ဝယ်လိုက်တယ်3斤3ပိဿာ苹果ပန်းသီး还买了一个大西瓜ဖရဲသီးအကြီးတစ်လုံးလည်းထပ်ဝယ်လိုက်တယ်还ထပ်ပြီးတော့买了ဝယ်လိုက်တယ်一个တစ်ခုတစ်လုံး大西瓜大ကြီးရဲ့西瓜ဖရဲသီးကိုဝယ်လိုက်တယ်小丽想买一瓶牛奶小丽想买小丽想买一瓶牛奶小丽ကနှုတ်တပူဝယ်ခြင်းနဲ့小丽想ဆိုတာဖြစ်ခြင်းနဲ့လိုခြင်းနဲ့买ဝယ်ခြင်းနဲ့一瓶တပလင်း牛奶နွားနို့တပလင်းဝယ်ခြင်းနဲ့但是他在货架上找不到牛奶ဒါပေမဲ့သူကုန်ပစ္စည်းစင်ပေါ်မှာနွားနို့ကိုရှာမတွေ့ဘူး但是ဒါပေမဲ့他သူ在货架ဆိုတာကကုန်ပစ္စည်းစင်上အပေါ်မှာ找不到ရှာလို့မတွေ့ဘူး牛奶နွားနို့小丽去找服务员帮忙小丽ကအကူအညီတောင်းဖို့အရောင်းဝန်ထမ်းလေးစီသွားတယ်小丽去သွားတယ်找去找ဆိုတာရှာ去找သွားရှာတယ်服务员အရောင်းဝန်ထမ်းလေးကို帮忙ကူညီဖို့他说你好他说သူပြောတယ်你好မင်္ဂလာပါ请问牛奶在哪里နွားနို့ဘယ်နားမှာလဲမေးပြရစီ请问ကျေးဇူးပြုမေးပြရစီ牛奶နွားနို့在哪里ဘယ်မှာလဲ服务员笑着说အရောင်းဝန်ထမ်းလေးကပြုံးပြီးပြောတယ်服务员အရောင်းဝန်ထမ်း笑ရည်ပြီးတော့ပြုံးပြီးတော့则说ပြောတယ်牛奶就在那边နွားနို့ကဟိုဘက်နားမှာရှိပါတယ်牛奶နွားနို့就在地ရှိရဲ့那边ဟိုဘက်မှာ小丽拿到了
牛奶小丽ကနွားနို့ဘူးကိုရသွားပြီ小丽拿到了ယူသွားပြီ牛奶နွားနို့ကိုရသွားပြီ很高兴的对服务员说ရောင်းဝန်ထမ်းလေးကိုဝမ်းသာအားရနဲ့ပြောလိုက်တယ်很高兴ဝမ်းသာအားရနဲ့对服务员ရောင်းဝန်ထမ်းလေး说ပြောလိုက်တယ်谢谢你ကျေးဇူးတင်ပါတယ်最后他们去排队付钱နောက်ဆုံးမှာသူတို့ပတ်စံပေးဖို့တန်းစီနေကြတယ်最后နောက်ဆုံးမှာတော့他们သူတို့去သွားတယ်排队တန်းစီရ付钱ပတ်စံရှင်းဖို့回家的路上小丽帮妈妈提东西အိမ်ပြန်လမ်းမှာ小丽ကမေကိုပစ္စည်းဝိုင်းတယ်ပြီးတယ်回家အိမ်ပြန်တဲ့的路上လမ်းပေါ်မှာ小丽帮ကူညီရ妈妈အမေကိုကူညီရ提ဆိုတာတယ်ပြီးတာ东西ပစ္စည်းကိုတယ်ပြီးရ妈妈说小丽真是个好孩子အမေကပြောတယ်小丽ကတကယ်ကိုလိမ္မာတဲ့ကလေးလေးပဲ妈妈说အမေကပြောတယ်小丽真是个တကယ်ကိုပဲ好孩子ကောင်းတဲ့ကလေးလေးပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ရှင်းနဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးမှာသိချင်တာသင်ချင်တာလေးတွေရှိတယ်ဆိုရင်လည်း comment လေးမှာပြောသွားပေးလို့ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်